တရက်ကျွန်တော်အိယာကနေနိုးလာတော့ဒီခီကြီးမှာလူတိုင်းကယူတူဘာတွေဘလော့ဂါတွေလုပ်ပြီးဒေါ်လာစားတွေဖြစ်နေပြီငါပဲအကြောင်းပြည့်ရဆိုအလုံးမရှိအကင်မရှိ100 9 130လုပ်နေတာငါလည်းဘလော့ဂါဖြစ်ရမယ်ဆိုပြီးဗီဒီယိုတွေထရိုက်တော့တာပေါ့ဒီလိုနဲ့ပဲစူးစားတဲ့လူငယ်လေးတယောက်ဟာတန်ရှင်းတက်ရက်တဲ့လေလူလေးကိုရှူတန်ရှင်းတက်ရက်ပြီးလှပနေတဲ့သူ့ရဲ့အခန်းလေးကိုကြည့်လိုက်တဲ့အချိန်မှာဟာအခန်းကနေတော်တော်စုပ်ပြက်နေတာပဲကွာမင်းနဲ့ကြည့်ကောင်းအောင်လို့လှုပ်လိုက်အောင်မယ်ဒါနဲ့နိုင်ယူကြည့်လိုက်တော့ဟာ9 နာရီခွဲပဲရှိသေးတာပဲငါထင်းနေအစောကြီးနိုးနေပါလားအဲ့ဒါနဲ့အပြင်ကိုထွက်ဘိုးဘက်ကိုရိုက်ဒီဘက်ကိုပြန်ရိုက်အဲ့လိုရိုက်နေနေအင်းရှိကိုတစ်ချက်ကြည့်လိုက်တော့အော်ကလေးတွေတောင်မှပဲဒီရွယ်ရှိသေးတယ်ပတ်ဆက်တွေကြိုးစားပန်းပန်းရှာနေကြတာပါလားငါလည်းကြိုးစားမှာပေါ့ဆိုပြီးအောက်ကိုပြေးစင်းမိကြောင်ရိုတော့ဖွင့်ကြက်သားကြော်တော်နှိုက်စားဘုံမန်းရည်ဒီဖွင့်တော့ဒီရောက်တစ်ချက်နှစ်ချက်ကန်ပြီးတော့အပြင်ကိုထွက်လာခဲ့အပြင်ကိုထွက်လိုက်တော့မှဟာ9 နာရီခွဲရှိသေးတယ်နေကပူလာကြီးလားစဉ်းစားလိုက်တော့မှအိမ်ရနာရီမလဲတဲ့တစ်ပတ်လောက်ရှိနေမှတတိယသွားတယ်ဒါလည်းပြဿနာတော့မရှိပါဘူးအောင်မြင်တဲ့ဘလော့ဂါကြီးဖြစ်တဲ့တနေ့မှာမြို့တွေကောင်ကနာရီစင်ကြီးပါဝယ်ပြစ်မယ်ဆိုပြီးကျွန်တော်ဗီဒီယိုတွေဆက်ရိုက်နေတာပေါ့အဲ့အချိန်ပုံမော့ကြည့်လိုက်တော့အပြင်မှာတရက်တီးအတွဲလိုက်တီးနေတာကိုတွေ့ပြီးဖူဘလော့ကလုံရင်ကောင်းမလားလို့တွေးလိုက်မိပေမဲ့ကျွန်တော်တို့ရင်းနဲ့ထမင်းပဲစားတယ်လို့တော့ကအဆင်မပြေပြန်ဘူးဒီလိုနဲ့ဗီဒီယိုတွေဆက်ရိုက်ရင်အလူကြိုးစားလုံးနဲ့တကောင်းတာတကောင်းကြောင့်ချိုးဒီပါတွေပြန်သွားရသေးတယ်ပြီးတော့အိမ်ထဲကိုဝင်ကျွန်တော်အင်ကြီးတွေပါတွေလဲပြီးနောက်ကွန်းတန်အတွက်စခရစ်ရေးမယ်လို့တွေးမိလို့စော်လေးထုတ်စခရစ်ရေးတယ်ပေါ့ဗျာညနေလောက်ရောက်တော့မာတာမိခင်ကအပြင်သွားမယ်ဆိုတာနဲ့ outfit တွေပါချင်းသွားမယ်ကြီးတော့လေအဲ့ဒီတက်စီးရင်ကောင်းမလား Nike စီးရင်ကောင်းမလားစဉ်းစားရတယ်ဗျာအပြင်ကိုရောက်တော့လေဘလို့မှပါဖို့မင်းသမီးငားပဲမယ်မင်းသမီးကရှက်နေလို့တေချာမရဲတဲ့ရပြန်ဘူးလမ်းမှာတိုင်းတော့ကသားတွေတောင်းရနေလို့ရှောင်လိုက်ရတာတော့အမှတ်တရပေါ့ဗျာဒီလိုနဲ့အမေဈေးတိုင်းဝင်နေတော့ကျွန်တော်လည်းကိုယ့်အတွက်လိုအပ်တာလေးတွေဝင်ရှာပေမဲ့မလိုအပ်တာတွေပဲတွေ့လိုက်ရတယ်နောက်တော့မျိုးလေးကိုသွားကျွန်တော်တို့မျိုးရဲ့အထင်ကြီးရနေရလေးဗီဒီယိုရှုပ်ရိုက်တယ်ပေါ့ဗျာအင်ကပြန်လမ်းမှာတော့ခင်ဗျားတို့တရေကြောင်ရိုက်ပြဖို့အတူတပွဲလောက်ဝင်ဆွဲလိုက်တယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့